မနေ့ညကမ္ဘာရေနံဈေးနှုန်းတစ်စီကိုဒေါ်လာ$69ထိရုတ်တရက်ခုန်တက်သွားခဲ့ပါတယ်။ညနေ8:00နာရီခွဲကမှပဲအီရန်ကနေပြီးတော့အမေရိကန်နဲ့ဆက်သွယ်မှုအားလုံးကိုဖျက်တောက်လိုက်ပြီးဆိုတဲ့သတင်းထုတ်ပြန်ပြီးမှအစကတစ်စီကိုဒေါ်လာ$62ရှိရာကနေ$69ရုတ်တရက်ခုန်တက်သွားခဲ့ပါတယ်။ဆိုတော့အခုတော့ဒီဗီဒီယိုရိုက်နေတဲ့အချိန်မှာ94ဝန်းကျင်မှာရှိပါတယ်။ဒီဈေးနှုန်းကလည်းအမေရိကန်နဲ့အီရန်စစ်မဖြစ်ခင်တုန်းကဈေးနှုန်းနဲ့နှိုင်းယှဉ်လို့ရှိအများကြီးများနေသေးတယ်လို့ပြောလို့ရပါတယ်။အီရန်ကတော့အမေရိကန်နဲ့ဆက်သွယ်မှုအားလုံးကိုဖျက်တောက်တဲ့အပြင်ဟိုမို့စ်ရေလက်ကြားကိုလည်းအပြည့်အဝပိတ်သိမ်းပြီးတော့နောက်ထပ်ရေလက်ကြားတစ်ခုဖြစ်တဲ့ Bab el-Mandeb ဆိုတဲ့ရေလက်ကြားကိုလည်းပိတ်ပင်မယ်လို့ချင်းချောက်လာပါတယ်။ဆိုတော့ကမ္ဘာရေနံဈေးနှုန်းရုတ်တရက်ခုန်တက်သွားမှုဟာကမ္ဘာစီးပွားရေးပေါ်မှာဘလို့အကျိုးသက်ရောက်မှုရှိသလဲဆိုရင်တော့အချက်၅ချက်ရှိပါတယ်။ပထမဆုံးချက်ကတော့ငွေကြေးဖောင်းပွမှုနဲ့ငွေတိုက်စာချုပ်ဖြစ်ပါတယ်။နိုင်ငံတကာငွေကြေးဖောင်းပွမှုဖြစ်လာစေတဲ့အဓိကအကြောင်းရင်းကတော့မြင့်တက်နေတဲ့လောင်စာဆီဈေးနှုန်းဖြစ်ပါတယ်။ဆိုတော့ဒီလိုလောင်စာဆီဈေးနှုန်းမြင့်တက်လာမှုဟာငွေကြေးဖောင်းပွမှုကိုပဲမြင့်တက်စေတာမဟုတ်ပါဘူး။နောက်ဆက်တွဲဇိုးကျိုးအဖြစ်ငွေတိုက်စာချုပ်တွေကပေးတဲ့အတိုးနှုန်းကိုလည်းမြင့်တက်လာစေပါတယ်။ဗြိတိန်နိုင်ငံရဲ့10နှစ်စာထုတ်ထားတဲ့ငွေတိုက်စာချုပ်ရဲ့အတိုးနှုန်းကအခုဆို4.88% တိတက်လာပြီဖြစ်ပါတယ်။ဆိုတော့ဒီလိုငွေတိုက်စာချုပ်ကပေးတဲ့အတိုးနှုန်းမြင့်မားလာမှုဟာကမ္ဘာစီးပွားရေးနှိကွေးလာမဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ပြီးလို့ရှိရင်တခြား investment တွေရဲ့တန်ဖိုးကိုလည်းကျစေတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ဒုတိယချက်ကတော့ consumer spending လို့ခေါ်တဲ့စားသုံးသူများရဲ့အသုံးစရိတ်ဖြစ်ပါတယ်။ဆိုတော့ကမ္ဘာရေနံဈေးနှုန်းမြင့်တက်လာမှုဟာစီးဆိုင်တွေမှာရေနံဈေးနှုန်းကိုတိုက်ရိုက်မြင့်တက်လာစေပြီးတော့တမိုင်းအချက်လက်တွေကိုကြည့်လို့ရှိရင်ကျွန်တော်တို့ကမ္ဘာရေနံဈေးနှုန်း$10မြင့်တက်လာတဲ့အချိန်မှာအမေရိကန်နိုင်ငံရဲ့စီးဈေးကလည်း25ကနေ30ပြားအထိမြင့်တက်လာတွေ့ရပါတယ်။ဆိုတော့အမေရိကန်နိုင်ငံမှာ gas ဈေးနှုန်းတစ်ပြားမြင့်တက်လိုက်တာနဲ့စားသုံးသူများရဲ့ငွေဟာတစ်နှစ်ကို$1 ဘီလီယံအထိအလကားဆုံးရှုံးသွားမဲ့အခြေအနေမှာရှိပါတယ်။ဒါဟာစီးပွားရေးတစ်ခုလုံးကိုကြေကြေပြန့်ပြန့်ထိခိုက်နေတာစေတဲ့အချက်တစ်ခုဖြစ်ပါတယ်။လက်ရှိချိန်မှာတော့အမေရိကန်နိုင်ငံရဲ့ပြည်တွင်းစီးဈေးနှုန်းမှာစီးပွားရေးမစခင်တုန်းကဈေးနှုန်းနဲ့နှိုင်းယှဉ်လို့ရှိရင်44%အထိမြင့်မားနေစေဖြစ်ပါတယ်။နံပါတ်3ချက်ကတော့ကုန်ထုတ်လုပ်မှုကုန်ကျစရိတ်ဖြစ်ပါတယ်။ဒီလိုစီးဈေးမြင့်တက်လာမှုဟာစက်ရုံတွေမှာကုန်ထုတ်လုပ်မှုလုပ်နေတဲ့လုပ်ငန်းတွေမှာအကုန်လုံးဖိအားတွေများလာစေပါတယ်။ဆိုတော့ဗြိတိန်နိုင်ငံနဲ့ဥရောပမှာလည်း chemical, electronic, plastic, packaging လို့ခေါ်တဲ့ထုတ်ပိုးရတဲ့လုပ်ငန်းတွေအားလုံးမှာကုန်ကျစရိတ်မြင့်တက်လာတဲ့ဆိုတဲ့အစီရင်ခံစာဟာမကြသေးခင်ကပဲထွက်လာတာဖြစ်ပါတယ်။ဒီအလုပ်တွေအားလုံးကလည်းစွမ်းအင်တော့မဟုတ်လောင်စာဆီပေါ်မှာအများကြီးအမိကိုပြုထားတဲ့ထုတ်ကုန်ကဏ္ဍဖြစ်ပါတယ်။ဆိုတော့မြင့်တက်လာတဲ့ကမ္ဘာရေနံဈေးနှုန်းဟာဒီလိုထုတ်ကုန်လုပ်ငန်းဒီအပေါ်မှာလည်းအများကြီးအကျိုးသက်ရောက်မှုရှိသလိုတခြားကဏ္ဍဖြစ်တဲ့ကျန်းမာရေးနဲ့ cosmetic တို့လိုအလှပအရေးမှာလည်းအများကြီးအကျိုးသက်ရောက်မှုရှိစေပါတယ်။နံပါတ်4ချက်ကတော့ပို့ဆောင်ဆက်သွယ်ရေးနဲ့ equity လို့ခေါ်တဲ့ stock ဈေးကွက်ဖြစ်ပါတယ်။ဒီလိုလောင်စာဆီဈေးနှုန်းမြင့်တက်လာမှုဟာပို့ဆောင်ဆက်သွယ်ရေးလေကြောင်းလိုင်းပြီးလို့ရှိရင်ပြည်တွင်းကကားတင်ပေါ်အကုန်လုံးပို့ဆောင်ဆက်သွယ်ရေးနဲ့ဆိုင်တဲ့ကဏ္ဍတွေကိုတိုက်ရိုက်ထိခိုက်စေတဲ့အပြင် stock ဈေးကွက်ပေါ်မှာလည်းအကျိုးသက်ရောက်မှုအများကြီးရှိစေပါတယ်။ကျွမ်းကျင်တဲ့ပညာရှင်တွေရဲ့သတိပေးချက်အရတကယ်လို့လောင်စာဆီဈေးနှုန်းဟာဒီလိုပဲဆက်လက်ပြီးမြင့်မားနေမယ်ဆိုရင်တော့ဒါဟာ S&P 500တို့လို major indices တွေပေါ်မှာအများကြီးစိုးကျိုးသက်ရောက်စေနိုင်တယ်လို့သတိပေးထားပါတယ်။နောက်ဆုံးအကျိုးသက်ရောက်စေနိုင်တဲ့ကဏ္ဍကတော့ microeconomic နဲ့ stability risk ဖြစ်ပါတယ်။ဒါကဘာကိုဆိုလို့လဲဆိုရင်တော့စီးပွားရေးအကြီးစားနဲ့အသေးစားအထိအကုန်လုံးဒါတွေအားလုံးပေါ်မှာအကျိုးသက်ရောက်မှုအနေနဲ့အများရှိလာစေနိုင်ပါတယ်။အိန္ဒိယဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်အရမြင့်တက်နေတဲ့လောင်စာဆီဈေးနှုန်းကနိုင်ငံတော်ရဲ့လုံခြုံရေးကိုတိုက်ရိုက်ထိခိုက်လာစေနိုင်တဲ့ risk ရှိတယ်လို့ပြောပါတယ်။ပြီးတော့တခြားဥရောပနိုင်ငံတွေကလည်းအခုလောင်စာဆီကြောင့်မြင့်တက်လာတဲ့ကုန်ဈေးနှုန်းကြောင့်တခြားဘလို့ဆိုးကျိုးတွေရှိနေသလဲဆိုတဲ့လေ့လာမှုတွေအထူးလုပ်နေပါတယ်။ပြီးတော့ရှေ့တောင်အာရှတို့လိုခရီးသွားလုပ်ငန်းတွေပေါ်မှာအများကြီးမိခိုပြုတ်နေတဲ့နိုင်ငံတွေအပေါ်မှာလည်းမြင့်တက်လာတဲ့လောင်စာဆီဈေးနှုန်းမှာဒီနိုင်ငံတွေပေါ်မှာလည်းအနည်းနဲ့အများအကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီခရီးသွားလုပ်ငန်းတွေရလည်းသူတို့အရင်ကပေးရတဲ့လေရင်ခခရီးသွားစရိတ်ထက်အခုတော့အများကြီးပိုပေးရပါတယ်။ဒါကြောင့်အရင်လိုခရီးသွားလုပ်ငန်းဆက်လက်ပြီးမလည်ပတ်နိုင်ပါလဲဒီရှေ့တောင်အာရှနိုင်ငံတွေအစိုးရနေကြပါတယ်။တကယ်လို့ Hormuz ရေလက်ကြားဟာရေရှည်ပိတ်ပင်နေရဲဆိုရင်တော့ကမ္ဘာရေနံဈေးနှုန်းကိုတစ်စီကိုဒေါ်လာ150နဲ့200အထိမြင့်တက်လာစေနိုင်တယ်လို့ပညာရှင်တွေကတော့သတိပေးထားပါတယ်။တကယ်လို့ဒီဈေးနှုန်းအထိမြင့်တက်လာပြန်ဆိုရင်တော့ဒါဟာကမ္ဘာစီးပွားရေးအတွက်ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိမယ်လို့သတိပေးထားပါတယ်။